当然东啊，那唱歌多没，而我领教啊，几片你来嘞，大家培养自家必送了片的，阿妹，那种啊，龙学到没有送的必送的，而阿妹公司不嘛，一属于不落地么了，不落奖么了说讲，咋可以看见十多？咋可以看见十多？阿妹是过派啊，喏。ထာဝရဘုရားမိန့်တော်မူသည်ကတပီလုံးသုံးစုတွင်နှစ်စုကိုပယ်ဖြတ်၍အသေးခံရသဖြင့်တစုသာကြံကျွင်းရလိမ့်မည်ထိုတစုကိုမိအလယ်သို့ငါလျှောက်သွားစေမည်ငွေကိုချွတ်တကဲ့သို့ချွတ်မည်ရွှေကိုစုံစမ်းတကဲ့သို့စုံစမ်းမည်သူတို့သည်ငါနာမကိုပထနာပြု၍ငါနားထောင်မည်သူတို့ကိုငါ၏လူမျိုးဟု၍ငါခေါ်ဝေါ်မည်သူတို့ကလည်းထာဝရဘုရားသည်ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟုဝန်ခံကြလိမ့်မည်ကဲတပီလုံးတွင်သုံးစုမှနှစ်စုပဲဖြတ်မယ်အမေကရုံစပွဲမှာတည်တာနော်တစုကြမယ်ဒီတစုကမြည်အလေမှာရှော့သွားမယ်သာဝရဘုရားယုံပါလို့ပြောဆရာမလို့မဲ့သာဝရဘုရားငါတို့ဖျားဖြစ်တယ်လို့သူတို့နှုတ်ခမ်းအတီးတဲ့ဝင်ခံမယ်အဲ့တော့အမေကရုံစပွဲမှာနှစ်ပုံတည်တပုံကိုတွေ့တာခန္ဓာကိုယ်နဲ့ကြဲတာကဲအဲ့ဒီကြောင့်နည်းနည်းပြဆန်းဆန်းဣသရေလလူမျိုးတွေကဖျားရွေးကောက်တဲ့လူမျိုးဖြစ်တယ်အဲ့တော့ဖျားရွေးကောက်တဲ့လူမျိုးဖြစ်ပြီးမှသူတို့ကခရစ်တော်ကိုခါခါတီတီညင်ပေတယ်ခရစ်တော်လေခါခါတီတီဆန့်ကျင်တယ်ခရစ်တော်မပတခြားလာမရှိဘူးဒါကြောင့်အခုခရစ်တော်မလာခင်ခရစ်တော်ညင်ပေပြတဲ့ဣသရေလအလုံးမတတ်နိုင်ဘူးဒါမဲ့အစွန်းစွန်ကတော့မရဘူးသူတို့မကယ်လို့မရဘူးဒါကြောင့်အမေကရုံစပွဲဖြစ်အောင်ဘသူကလုပ်တယ်ဆိုဖះကလုပ်တာအဲ့တော့တကပါလုံးဖြစ်အောင်ဖះကလုပ်တာဘာလို့လဲဆိုသူတို့ကိုချစ်လို့သူတို့ကိုကယ်ချင်လို့ဖြစ်တယ်ကဲကျွန်တော်ပေးတန်ကြီးကာလအကြောင်းပြန်သွားမယ်ပေးတန်ကြီးကာလမှာခရိယာများဆိုကြည်ခဲ့တယ်သူတို့တမင်မဖြစ်တဲ့ခရိယာခရစ်တော်အတွက်ကြောင့်အသက်ခိုင်မာတူရရတယ်အသက်တရပူလေကဲတင်ချင်းရခရစ်တော်အတွက်ကြောင့်ဒါဆိုရင်ဒီနေ့ဘာလို့လဲဆိုဣသရေလလူမျိုးတွေကအမေကရုံစပွဲမှာနပုံတည်တာလေနပုံတည်တာဘသူအတွက်ကြောင့်အသက်ခံတယ်လဲဆိုရင်ယေရှုအတွက်ကြောင့်အသက်ခံတာယေရှုအတွက်ကြောင့်လေအဲ့တော့ပြန်ကြည့်မယ်နော်အခုကျေးဇူးတော်ကာလကတော့သူတို့မျက်စိဖုံးထားတယ်ယောမခန်းကြီး7ဖတ်ပေးမယ်ခုနှစ်ရှိဖတ်ရအောင်အခုမျက်စိပိတ်တဲ့ကာလဒီဖွင့်တဲ့ကာလပြန်ပြောမယ်အခန်းကြီး7အငယ်ခုနှစ်ရှိတို့ဖြစ်လင်အဘယ်သို့နည်းဣသရေလလူတို့သည်ရှားသောအရာကိုမတွေ့မြင်ရကြရွေးကောက်တော်မူသောသူတို့သာတွေ့ရကြ၏ကျွင်းသောသူတို့ကိုမောင်မိုက်ဖုံးလွှမ်း၏ထိုတို့နှင့်အညီကျမ်းစာလာသည်ကဘုရားသခင်သည်အိတ်ချင်သောသဘောကို၎င်းမမြင်နိုင်သောမျက်စိကို၎င်းမကြားနိုင်သောနားကို၎င်းထိုသူတို့အားပေးတော်မူပြီးဟုလာ၏ထိုကျမ်းစာချက်သည်ယနေ့တိုင်အောင်ပြည့်စုံတည်းဣသရေလလူမျိုးတွေအခုကျေးဇူးတော်ကာလမှာနော်ရှားတဲ့လူဖြစ်တယ်ရှားတဲ့လူကကဲတင်ရှုမတွေ့လိမ့်မရကြဘူးရွေးကောက်တော်မူတော့ကျွန်တော်တပါးမျိုးသားတွေ့ကြတယ်သူတို့ကရှားတဲ့မျိုးဖြစ်ပြီးမှငါတို့ကတော့ကဲတင်ချင်းရတဲ့လူကဖခင်ရွေးကောက်တဲ့လူဖြစ်သွားပြီဟာလေလုယာဒါပေမဲ့တဲ့သူတို့ကိုကဲတင်ချင်းရဖို့ဖျားလူတော့ရှိတယ်တဲ့ကဲ
ယောမခန်းကြီးစတိ23 29ဖတ်ရအောင်ယောမစတိ သူတို့သည်မယုံကြည်သောစိတ်ပြောက်လင်အပင်၌တဖန်ဆက်၍စိုက်သောအခွင့်ရကြလိမ့်မည်သူတို့ကိုတဖန်ဆက်၍စိုက်ခြင်းကဖျားသခင်တတ်နိုင်တော်မူ၏အဘယ်သို့နည်းဟုမူကားပဂတိရိုင်းသောတန်လွင်ပင်မှတင့်ကိုခုတ်ယူ၍ကောင်းသောတန်လွင်ပင်၌ပဂတိကိုမလိုက်ဘဲဆက်၍စိုက်သည်မှန်လင်ပဂတိအခက်ဖြစ်သောထိုသူတို့သည်မိမိတို့တန်လွင်ပင်၌ဆက်၍စိုက်သောအခွင့်ကိုတာ၍ရကြမည်မဟုတ်လောညီအကိုတို့တင်းတို့သည်ဝါကြွားသောစိတ်မရှိစေမည်အကြောင်းတပါးမျိုးသားအပေါင်းတို့သည်မဝင်မီတိုင်အောင်ဣတရေလလူအချို့တို့ကိုမောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းဒီဟုသောနက်နဲသောအရာကိုမတိဘဲနေစေခြင်းငါလိုမရှိထို့သို့ကျမ်းစာနှင့်အညီဣတရေလလူအပေါင်းတို့သည်ကဲတင်ခြင်းတို့ရောက်ကြလိမ့်မည်ကျမ်းစာချက်ဟုမူကားကဲလွတ်သောသခင်သည်ဇီးအုံတောင်၌ပေါ်ထွန်း၍မတရားသောအမှုကိုယာကုပ်အမျိုးသားတို့လက်မှလွဲတော်မူလက်တံသူတို့အပြစ်များကိုငါပယ်ရှင်းသောအခါသူတို့၌ငါပေးသောပရိညင်တရားသည်ထိုသို့သောတရားဖြစ်၏ဟုလာသည်ကဲဇီးဦးတောင်ပေါ်မှာသာဝရဖျားပေါ်ထွန်းတော်မူသောအခါသူတို့ကဲတင်ခြင်းရလိမ့်မယ်တဲ့အဲ့ဒါခရစ်တော်ဒုတိယချီကြွလာချီအဲ့ဒါကတော့ကျွန်တော်တပါးမျိုးသားကရိုင်းတော့တန်လွင်ပြီလို့ခေါ်တယ်ရိုင်းတော့တန်လွင်ပြီကနဲ့ခုတ်ပြီးမှရင်နဲ့တန်လွင်ပြီနဲ့ပြန်ဆက်တာတဲ့ကဲတင်ချရခိုင်းတာလေဖယားနဲ့ဆက်ရခိုင်းတာဖယားသားဖြစ်ခွင့်ရတာလေအဲ့ဒါကတပါးမျိုးသားငါတို့ရောမှဒီလိုရတယ်ဆိုရင်တဲ့သူတို့ကမယုံကြည်မှုပြောက်လဲတဲ့မယုံကြည်မှုပြောက်လဲဆိုတော့ရေးထားတယ်ဒီယောမဒီဖားတဲ့ထဲမှာမယုံကြည်မှုပြောက်လဲဆိုတာယုံကြည်လာလဲလို့ပြောတာလေအဲ့တော့သူတို့ပဲချင်းယုံတယ်လဲဆိုပြောပြမယ်အဲ့တော့အခုချင်းဒီခရစ်တော်မလာပြီးဘူးလို့ယုံထားတယ်နော်မေရှိယမလာဘူးလို့ယုံထားတယ်အန်တီခရစ်ကိုသူတို့ကမေရှိယဆိုပြီးယုံလိုက်တာအန်တီခရစ်ကလည်းမူတာတုံးတယ်လေနော်အဲ့ဒါမူတာတုံးပြီးမှမေရှိယဖြစ်တယ်လို့ယုံတယ်လေမူတာပြောတော့ဣသရီကယုံပြီးမှခုနှစ်နှစ်စာချုပ်တာရစ်ပူဇော်ခြင်းစက္ကချင်းကို၃နှစ်ခွဲခွင့်ပေးလိုက်၃နှစ်ခွဲပြီးတဲ့ချိန်မှာကောင်းကင်ပေါ်မှာနဂါနဲ့မိခိလာစစ်ဖြစ်တော့နဂါကစစ်ဆုံးပြီးမြစ်ကြီးပေါ်ရောက်လာအန်တီခရစ်တဲ့ဝင်ပြီးမှအန်တီခရစ်ဆိုတာလူပဲစာတိုင်းလူလေသူ့တဲ့ဝင်ပြီးမှတက်တဲ့ခဏပေါက်တက်တယ်ယေပရောဟိတ်ကကိုရှင်းတယ်ပြီးမှဒီနေ့ပါဆိုပိမှန်တော်မှာဖျားဖြစ်ပြီးမှဣတရီလာလူမျိုးကိုကွယ်တဲ့ထာဝရဘုရားကိုနှုတ်ကိုလည်းဖွင့်ပြပြမှာလာလေဣသရီလူမျိုးတွေကမျက်လုံးပွင့်သွားတာကမေရှိယမဟုတ်ဆိုတည်သွားတော့အန်တီခရစ်ကိုတရားစန့်ကျင်ထွက်ပြေးတာအဲ့ဒီချိန်မှာဣသရီကမေရှိယမလာတိဘူးဆိုပြပါသူတို့ဒီလိုခုဖက်မသွားတော့ဘူးယေရှုစီသူတို့စီယုံကြည်ခြင်းရောက်လာတယ်ပြာရိကျမ်း7:19ဖတ်ရသူတို့ထွက်ပြေးတဲ့ချိန်မှာနဂါသည်မိမကိုအမျိုးထား၏ဖျားသခင်၏ပညတ်တို့ကိုကျင့်၍ယေရှု၏သက်သေခံတော်မူချက်ကိုဆွဲလန်းသောသူဒီဟုသောထိုမိမ၌ကျွင်းသောအမျိုးအနွယ်ကိုစစ်တိုက်ခြင်းကသွား၏ကဲနဂါသည်မိမကိုအမျိုးထားတယ်ဘာကြောင့်စနပတိဖျားပညတ်ကိုကျင့်တယ်ဒုတိယပြန်ကြည့်ယေရှု၏သက်သေခံချက်ကိုဆွဲလန်းသောမိမမျိုးအဲ့တော့ယေရှုဆိုတာသူတို့ညစ်ပယ်ခဲ့တဲ့ယေရှုလေအန်တီခရစ်ကိုညစ်ပယ်ပြီးမှထပ်ပြေးတဲ့ချိန်မှာသူတို့ယေရှုကိုယုံသွားတာလဝကာတဲ့မှာတက်ခဲ့တဲ့ယေရှုဟာမေရှိယစစ်ဖြစ်လောကအတိလာအောင်မယ်ဆိုတာမမျှော်တော့ဘူးသူတို့ယုံကြည်ခြင်းကယေရှုစီရောက်လာဒါကြောင့်အန်တီခရစ်ကငါ့ကိုညစ်ပယ်ပြီးမှယေရှုကိုလက်ခံရမလားဆိုပြီးမှဣသရီကို
တိုက်တာအဲ့ဒီတိုက်ပွဲမှာနှစ်ပုံသေးတာဒီဆိုရင်နော်သူတို့ကတင်ချင်းရတယ်နှစ်ပုံလေအဲ့တော့ပေးတန်ရှိကာလမှာခရစ်တော်အတွက်ကြောင့်အသက်ခံတဲ့လူအသက်တရပူရတယ်လေမင်္ဂလာဆောင်ပွဲဝင်တယ်လေဒါကြောင့်အာမေကရုံစစ်ပွဲမှာနှစ်ပုံသေးတဲ့လူအားလုံးယေရှုကတင်ချင်းရတယ်ခရစ်တော်အတွက်ကြောင့်အသက်ခံတာလေတခုခန္ဓာကိုယ်နဲ့သုံးပုံတပုံအဲ့ဒါခန္ဓာကိုယ်နဲ့ကဲသူတို့ကတွေ့တာခန္ဓာကိုယ်နဲ့နိတထောင်ဝင်စားခွင့်ပေးတယ်ကဲဒါကအမေကရုံနိကုံချုပ်တာဖြစ်တယ်တီတင်ကန်စာစနေနေ့ပြန်တင်မယ်နော်အခုတော့တော်တော်လေးခီးရောက်နေပြီနော်ပြားလေးချမ်းလေနော်